နှစ်တရာကြာနှစ်ချက်အိမ်မောကြာနေပြီးနောက်မှာတော့အာဂါသရင်မှုဟာရုတ်တရက်နိုးလာခဲ့ပါတယ်။စက်ရုပ်လက်တံတွေကသူ့ကိုဝိုင်းရံလာပြီးသူ့ကိုပေါ်မှာအာဂါသဝတ်စုံကိုချက်ချင်းပဲပုံဖော်ဝတ်ဆင်ပေးလိုက်ပါတယ်။အန်ဒီတယောက်ဘာဖြစ်လို့ထင်မှန်းတော့မထိလိုက်ခင်မှာပဲအရေးပေါ်လွတ်မြောက်ရေးရင်းငယ် escape pod ဟာမိခင်အာဂါသရင်ကြီးတဲ့ကနေတန်းပြီးဖြစ်ထုတ်ခံလိုက်ရပါတယ်။မိခင်အာဂါသရင်ကြီးကိုအေးယာမဥကာပြင်ကြီးတစ်ခုကဝင်တိုက်သွားတဲ့အတွက်အရေးပေါ်ရင်ငယ်တွေအားလုံးတပြိုင်နက်တည်းဖြစ်ထုတ်ခံခဲ့ရပြီးအနည်းဆုံးဂျိုစီကိုဥတီသွားနေကြတာပါ။ဒါပေမဲ့အဲ့ဒီဂျိုရဲ့ဆွဲငင်အားကအရန်ပြင်းထန်လွန်းတဲ့အတွက်အန်ဒီရဲ့ရင်ငယ်ဟာအန်ဒီရဲ့ရှိတဲ့အရှိန်နှုန်းနဲ့စတင်ပြုတ်ကျလာပါတော့တယ်။ရုတ်တရက်ဆိုသလိုပဲရင်ရဲ့အတောင်ပံကခုကျိုးထွက်သွားခဲ့ပါတယ်။ရင်ငယ်ဟာဟန်ချက်ပြက်ပြီးပြုတ်ကျသွားကမာဂျိုရဲ့မြေပြင်ပေါ်မှာစက္ကန့်အနည်းငယ်လောက်ရှော့တာသွားပြီးနောက်မှာတော့အပီးတိုင်ရက်တန်သွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့မှာထိခိုက်ဒဏ်ရာဘာမှမရခဲ့ပါဘူး။သူကရေဒီယိုကနေတဆင့်အမြန်ဆက်သွယ်ကြည့်ဖို့ကြိုးစားခဲ့ပေမဲ့ဘာတုံ့ပြန်ဖို့မှမရခဲ့ပါဘူး။ဒါကြောင့်အပြင်ထွက်နိုင်ဖို့အတွက်မှန်ပတင်းပေါက်ကိုရိုက်ခွဲလိုက်ပါတယ်။ဒါပေမဲ့သူအပြင်ကိုတွဲတက်ဖို့ကြိုးစားနေတော့မှပဲရင်ငယ်ကရုတ်တရက်လိမ့်ကျသွားတဲ့အတွက်သူလည်းအသေးကိုပြန်လွင့်ဆန်သွားခဲ့ပါတယ်။ကွဲနေတဲ့မှန်ဆယ်တွေကသူ့ရဲ့ဝတ်စုံကိုစုပ်ပြဲသွားစေတဲ့အတွက်လေယိုစိတ်မှုဖြစ်သွားပါတော့တယ်။သူကချက်ချင်းပဲနာနိုတူတင်ရေးကရိယာကိုတုံးပြီးပိတ်ဆို့လိုက်ပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲသူ့ရဲ့အောက်ဆီဂျင်60%လောက်ကုန်ဆုံးသွားခဲ့ပါပြီ။နောက်ဆုံးတော့သူဟာရင်ငယ်လက်ကနေလွတ်မြောက်လာနိုင်ခဲ့ပေမဲ့ဘယ်နေရာမှာမှတက်ရှိအရေးအယောင်ကိုမတွေ့ရပါဘူး။အဲ့ဒီအချိန်မှာပဲမိခင်အာဂါသအရင်ကြီးကောင်းကင်ဘော်ကနေပြုတ်ကျလာတာကိုသူမြင်လိုက်ရပါတယ်။မြေပြင်နဲ့ဝင်တိုက်မိပြီးကြီးမားကျယ်လောင်တဲ့ပောက်ကွယ်မှုကြီးဖြစ်သွားခဲ့ပါတယ်။ပောက်ကွယ်မှုရဲ့လွှိုင်းတန်းကြောင့်သူလည်းလွင့်စင်မတာဖြစ်သွားခဲ့ပြီးသူ့ရဲ့နောက်ဆုံးမျောလင်းချက်လေးလည်းပျောက်ကွယ်သွားခဲ့ရပါတယ်။မျောလင်းချက်မဲ့နေချိန်မှာပဲခက်လန်းလန်းစီကမှိန်ဖျောက်ဖျားအလင်းရောင်တစ်ခုကိုသူတတိထားမိလိုက်ပါတယ်။တခြားအသက်ရှင်ကြံရစ်တွေလေးရှိနိုင်တယ်လို့တွေးမိတာကြောင့်ရေဒီယိုကနေတယောက်ယောက်ကိုဆက်သွယ်ရင်းအဲ့ဒီအလင်းရောင်စီကိုသူစတင်ထွက်ခွာလာခဲ့ပါတယ်။အတန်းကြာလမ်းလျှောက်ပြီးနောက်မှာတော့အလင်းရောင်လာရစီကိုရောက်ရှိသွားပြီးအသက်ရှင်ကြံရစ်တဲ့နောက်ထပ်အမျိုးသားတယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအမျိုးသားကအကူအညီတောင်းခံတဲ့အချက်ပြစနစ်တစ်ခုပို့လွှတ်နိုင်ကိုကိရိယာတစ်ခုကိုတက်ဆင်နေပါပြီ။အန်ဒီလည်းမျောလင်းချက်ရောင်ကြီးပြန်ထပ်လာပြီးသူ့ကိုအမြန်သွားကူညီပေးလိုက်ပါတယ်။ဒါပေမဲ့ပါဝါချိတ်ဆက်ဖို့လွှဲလိုက်တဲ့အချိန်မှာပဲအမီမသိတဲ့တော်ဝါတကောင်ကအနောက်ကနေရုတ်တရက်ပြေးထွက်လာပြီးအဲ့ဒီအမျိုးသားကိုဆွဲခေါ်သွားပါတော့တယ်